ကျော်မှာထိုင်းကိုမကြခင်ကျော်မှာငါကြည့်ဗီယက်နမ်ကိုကြည့်ဒါဗီယက်နမ်ဟာလောင်းပေးဖြစ်ပါတယ်ဒီကတ်မှာရှိတဲ့ PP Island နဲ့နင်လားငါလားပဲเนาะငါကြည့် cruise တွေလည်းကြည့်တောင်တွေကိုလည်းကြည့် cruise တွေ tour visitors တွေငါ tourist တွေကိုကြည့်ငါကြည့်ဘယ်လိုသူပေးတဲ့ facility နော်သူပေးတဲ့ facility ဘယ်လိုလဲဆိုတာကြည့် facility foreigner တွေကိုကြည့်နေပူစာလုံးနေတယ် volleyball ပုတ်တဲ့လူကပုတ်နေတယ်ဒါဘာမဟုတ် island တစ်တစ်လေးမှာရက်ထားတာပဲရှိသေးတယ်ဒါညအိတ် hotel cruise တွေညအိတ် hotel cruise တွေဒါလက်လန်းမီတဲ့ဥစားအမြင်ကွင်းပဲရှိသေးတယ်ဒီ cruise size ကြီးတွေကဒါဗီဒီယိုထဲမှာမဟုတ်လို့သေးနေတာမှာကြည့်ဒါညအိတ် cruise တွေကြီးပဲအကုန်လုံးညအိတ် cruise ကလူတွေကဒီလို ferry အသေးလေးတွေနဲ့ ferry အသေးလေးတွေနဲ့ကမ်းခြေကိုပို့ပေးတယ် foreigner တွေဆိုတာဒီမှာကြက်ပြတ်မကြမြန်မာပြည်အိပ်ပျော်နေတယ်မာကြည့်လူများတွေလှုပ်ရှားနေပြီနော်ဒဝဲတို့ကော့တောင်းတို့မှာဒါမျိုးကျွန်းတွေမှာအများကြီးပဲဒါမျိုးကျွန်းတွေမှာအများကြီးပဲ travel tour ကနေဝင်မဲ့ tourism ကနေဝင်မဲ့ဝင်ငွေဟာ heavy ကိုမသိကြဘူးသိလဲပဲစိတ်ဝင်စားဘူး